သူတို့ကတရုတ်ပြည်ကိုပစ္စည်းတူပြီးလောက်တဲ့နေရာမှာစီရာကြီးလို့ပြောလို့ရှိကြဟိမဲ့ဒီအလုပ်သမားတွေအတွက်တော့ဒါဟာသူတို့ရဲ့နေ့စဉ်လုံယိုးလုပ်စဉ်တစ်ခုလို့ဖြစ်နေပါပြီ။ဟောင်းရွယ်လီတဲ့ရှစ်မီးကွက်ပေါင်းထောင်ကြီးကိုပြုပြင်ပေးခဲ့ဖို့တဲ့လက်အစုံနဲ့ဆိုတော့ဒီအလုပ်သမားအတွက်ရှုပ်ထွေးတဲ့ပုံစံကွက်တွေတောင်သိမလို့ပါဘူး။သူကသူ့ရဲ့မျက်စိအမြင်နဲ့အတွေ့အကြုံကိုပဲအားကိုးပြီးအနာသက်တွေကိုခံမှန်းကပလတ်စတစ်ပြားကိုမူရင်းပုံစံတိုင်းအကြံပြန်ဖြတ်တောက်လိုက်ပါတယ်။ပြီးရင်တော့ပုံစံပေါ်လာအောင်ရှစ်မီးကွက်ရဲ့ကွေးညွတ်နေတဲ့မျက်နှာပြင်ပေါ်ကိုဖိချလိုက်ပါတယ်။ဒီပလတ်စတစ်အလွှာအသစ်ကပိုပြီးကတ်ညီသွားပြီဆိုရင်တော့မီးကွက်ကိုအစိပ်ပိုင်းတွေဖြုတ်လိုက်ပြီးဝါကျင်နေတဲ့အဖုံးဟောင်းကိုဖယ်ရှားကအနာသက်တွေမှာရှိတဲ့ကော်တွေကိုအကုန်ချက်ထုတ်လိုက်ပါတယ်။နောက်တစ်ဆင့်မှာတော့အလုသမားကမီးကွက်အိမ်တွေကိုပြန်မတက်ဆင်ခင်မှာမီးကွက်အဖုံးဟောင်းပေါ်ကပုံစံတွေနဲ့အသေးစိတ်အချက်လက်တွေကိုပလတ်စတစ်ပြားအသစ်ပေါ်မှာဆက်ပြီးတော့ပုံတူကူးယူပါတယ်။အဲ့ဒီနောက်မှာတော့အဖုံးအသစ်ကိုရှေ့မီးကွက်ပေါ်ပြန်တင်ပြီးပလတ်စတစ်နဲ့ဘောင်ကိုတင်းတင်းကြပ်ကြပ်ကတ်သွားအောင်အလုသမားကအပူပေးထားတဲ့ဓာတ်နဲ့အနာသက်တွေတစ်လျှောက်ဖိဆွဲပေးပါတယ်။နောက်ဆုံးမှာတော့အုပ်ထားတဲ့ကာကွယ်ရေးဖလင်ပြားတစ်ခုလုံးကိုခွာလိုက်တဲ့အခါအတွင်းပိုင်းပုံစံတွေအားလုံးပြန်မြင်ထားပြီးဖန်သားပြင်လိုကြည်လင်တောက်ပါနေတဲ့ရှေ့မီးကွက်အဖုံးတစ်ခုကိုတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်။